သာသနာရေးရာမြတ်ဗုဒ္ဓဤမိမ္မာချက်အကြောင်းတရားဒေသနာတော်ဒီနေ့ဗုဒ္ဓဘာသာဝင်တွေကိုမြတ်စွာဘုရားကဘာများမိမ္မာခဲ့တယ်လဲဆိုတာသိရှိနားလည်ကြရအောင်ပိဋကစာပေမှာမှတ်တမ်းတင်ထားတဲ့အတိုင်းမြတ်စွာဘုရားရဲ့မြို့နှင်းချက်မြို့မှန်းချက်ဘုရားဘာသာဝင်သူတော်စင်တို့အပေါ်မှာဘယ်လိုမိမ္မာခဲ့တယ်ဆိုတာမဟာပရိနိဗ္ဗာန်သုတ်နဲ့ပရိနိဗ္ဗာန်သုတ်ဒီမှာဟောကြားခဲ့တဲ့အချက်များကိုထုတ်လုပ်ပြီးတော့မှတ်သားနိုင်ယူကြရအောင်ဘုရားကိုကြည်ညိုကိုးကွယ်ကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့သာသနာရေးနဲ့ပတ်သက်ပြီးမြတ်ဗုဒ္ဓဘာတွေမိန့်ကြားခဲ့တယ်လဲမြတ်စွာဘုရားရဲ့အဆုံးအမလို့ခေါ်တဲ့တရားဓမ္မသာသနာတွေနဲ့ပတ်သက်ပြီးတို့ဘာလှုပ်တဲ့တယ်လဲဘာလှုပ်ကြရမှာလဲဆိုတာသိရှိနားလည်ဖို့လိုအပ်တယ်ပေါ့နော်ဘယ်လောက်ထိအောင်မြတ်စွာဘုရားကမျှော်လင့်ချက်ထားတယ်လဲဘာဖြစ်လို့တော့ဆိုတော့ဒီလိုမျှော်လင့်ချက်ထားတယ်ဆိုတာဘုရားရဲ့အဆုံးအမသာသနာတစ်ခုတည်ထောင်ဖို့ဆိုတာအလွန်ခက်ခဲကြိုးပမ်းအထောက်ခဲ့ရတာဖြစ်တယ်ဘုရားဖြစ်ဖို့တောင်မှပဲလွယ်ကူတာမဟုတ်ဘူးအလောက်ကခက်ခဲပင်ပန်းတယ်လို့အချိန်ယူရတာလေကဘာပေါင်းကြာရှိစွာအချိန်ယူခဲ့ရတာဖြစ်တယ်ဘုရားတဆူပွင့်မှုခုလိုမှန်တရားကိုဟောကြားဆုံးမထားဖို့ဆိုတာဒီအသင်္ချေနဲ့ကဘာတသိန်းတို့ဘုရားဘာသာဝင်သူတော်စင်တွေသိတဲ့အတိုင်းပဲဒါပါရမီဖြည့်တဲ့ဗျာဒိတ်ခတ်နဲ့နှစ်အတိုင်းတာတစ်ခုအနေနဲ့သာပြောတာဖြစ်တယ်ဒီသင်္ချေနဲ့ကဘာတသိန်းမတိုင်ခင်ကတည်းကဘုရားဖြစ်ဖို့စိတ်ကူးကြံစည်မှုတွေနှုတ်မြတ်ပြီးဆူတောင်းမှုတွေဆိုတဲ့အချိန်ကြာညောင်းမှုတွေကိုထည့်ပြီးတော့ရေတွက်တာမဟုတ်ဘူးအဲ့ဒါတွေပါထည့်ပြီးတော့ရေတွက်မယ်ဆိုရင်ပိဋကစာပေမှာလာတာမဟုတ်တော့လည်းပဲစိန္ဒိတံတတ္တသင်္ချေယံနဝသင်္ချေယံဝါစကံလို့ဆိုတဲ့ဘုရားဖြစ်ဖို့ပါရမီဖြည့်မယ်ဘုရားဖြစ်ခြင်းနဲ့လို့ဆိုတဲ့အတွေးတွေနဲ့ဘုရားဖြစ်ဖို့ဒီလန်းရှာကုသိုလ်ကောင်းမှုလို့ကြိုးပမ်းအားထုတ်လာခဲ့တာစိတ်ကူးကြံစီခဲ့တာအသင်္ချေ9အသင်္ချေရှိတယ်လို့သူတို့ပြောတယ်နဝသင်္ချေယဝါစကံဤကောင်းမှုကြောင့်သဗ္ဗညုတဉာဏ်တော်ကြီးကိုရပြီးဘုရားစင်စစ်ဖြစ်ရပါလို့ဤလို့တုံ့ပြန်ပြီးဆုတောင်းတာကိုယ်အသင်္ချေအသင်္ချေဆိုတဲ့အဓိပ္ပာယ်ကမရေမတွက်နိုင်အောင်ကြာတဲ့ကဘာလို့သူဆိုလို့တယ်ပေါ့စိတ်ကူးကြံစည်တာကခုနှစ်အသင်္ချေနှုတ်မြတ်ပြီးဆုတောင်းတာကကိုယ်အသင်္ချေတဲ့ရတယ်မဟုတ်ဘူးသို့သောဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့လူတွေဟာတာမန်လူတယောက်ကနေပြီးတော့ကျင့်ကြံကြိုးကိုပွားများအထုတ်လို့ရှိရင်ထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်နိုင်တယ်ဆိုတဲ့ဒီအခွင့်အရေးဟာနေတဲ့ ခွင့်ရမှုတခြားဘာသာတွေမှာလူကနေပြီးတော့နတ်ဖျားဖြစ်သွားတယ်ဆိုတာရှိမှမရှိတာနော်ကောင်းကင်ဘုံကဂေါဆိုတဲ့ဖျားကြီးကထာဝရမိုးမနာမသိအမြဲရှိနေတယ်သူကလောကကြီးကိုဖန်ဆင်းတယ်တရားတွေကိုဖန်ဆင်းတယ်လို့ဒီလိုဣတ္တရနိဗ္ဗာန်ဝါဒမှာယုံကြည်ခဲ့ကြတာဖြစ်တယ်သို့သောထိုယုံကြည်ချက်ဟာဘုရားရဲ့ကျမ်းဂန်စအဲ့လိုဆိုလို့ရှိရင်တော့ ပြမကြီးတူကိုရည်ညွှန်းပြောဆိုတာဆိုလို့ရှိရင်
သူဟာလည်းပဲတကယ်တော့ဖာစေရှင်မဟုတ်ဘူးကုသိုလ်ကောင်းမှုစံပင်ရှင်နေစံကုသိုလ်တွေလုပ်ခဲ့လို့ဇမဘဝရောက်ရှိတာဖြစ်လို့တနေ့ကြလို့ရှိရင်လည်းသူလည်းဘဝတစ်ခုအဆုံးသတ်သွားမှာဖြစ်တယ်သရဝတ္တဥသာလည်းဖြစ်တယ်ယုံကြည်သူတွေဘက်ကပြောနေကြတာတော့ခေါ်ဆိုတဲ့ဖန်ဆင်းရှင်ကြီးဟာထာဝရလို့သူတို့ဆိုရင်တော့သူကနေဆထာဝရသူကိုယ်တိုင်ကလည်းပဲနေဆတိဝရလို့အောက်မေ့တယ်ဘုရားဘာသာမှာတော့ဒီတရားတွေကိုစုံမတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ကိုချင်းတရားကောင်းမွန်ဆုံးပုဂ္ဂိုလ်လို့ဘုရားလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာလူသားကမွေးဖွားတဲ့အစ္စရိယမနုဿအမွေလူသားတူမြတ်တာဖြစ်တယ်ဒါကြောင့်မို့လူရဲ့အသွင်တဏ္ဍလူရဲ့အနေထားတွေဟာပျောက်သွားတာမရှိဘူးအဲ့ဒီလိုလူတွေကြိုးစားလို့ဖျားဖြစ်နိုင်တယ်ဆိုတာဟာအကြောင်းနဲ့အကျိုးနဲ့စီလျော်ညီညွတ်မှုရှိတယ်ပေါ့ဘုရားဘာသာဝင်နေနဲ့လဲမြတ်စွာဘုရားရဲ့တရားကိုနာပြီးအသိဉာဏ်နဲ့ပွင့်လင်းကနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်လေသာဝကယာနသာဝကအဖြစ်နဲ့နိဗ္ဗာန်ဆံခြင်းနဲ့ဆိုရင်လည်းဖြစ်တယ်ဒီရတဆင့်တက်ပြီးတော့ပိစိကဘောဓဘောဓိယာနပိစိကဘောဓအဖြစ်နဲ့နိဗ္ဗာန်ဆံခြင်းနဲ့ဆိုရင်လည်းဖြစ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့တရားရည်ရဲ့အကျိုးကိုသိပိုးပြီးတရားဓမ္မကိုနားလည်အောင်ဟောပြောပြီးတရားရည်ကိုချွတ်ပြီးမှနိဗ္ဗာန်ပြုခြင်းနဲ့သမ္မာသမုဒ္ဒဘုရားဖြစ်ခြင်းနဲ့ဆိုရင်လူတိုင်းမှာအခွင့်အရေးရှိတယ်ပေါ့သို့တော့အခွင့်အရေးတစ်ခုရခြင်းလို့ရှိရင်အလုပ်လုပ်အောင်မှာဖြစ်တယ်ပေါ့အရေးချင်းတစ်ခုရခြင်းနဲ့ဆိုလုပ်လို့တမန်ကြီးချင်းနဲ့ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးစိတ်ကူးကြံစည်ုံနေမယ်ဘလောက်ကြာအောင်ကြံလုံးခုနှစ်တင်ချီနှုတ်ပြပြီးဆူတောင်းပြီးတော့လိုချင်ကြောင်းဖော်ပြနေတာကကိုယ်တင်ချီအဲ့ဒီအချိန်မှာကောရမဘုရားလောင်းဟာသူမိတာဆိုတဲ့ရသိဘဝနဲ့ဒီပင်ကရမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်သွားပြီးတော့တွေ့လို့ဒီပင်ကရမြတ်စွာဘုရားကဗျာဒိတလို့ခေါ်တယ်ဖြစ်ပေါ်လာမဲ့အနာဂတ်အနေထားတစ်ခုကိုတိတိကျကျမိန့်ကြားတာဗျာဒိတ်ပေးတော်မူခဲ့တယ်ဘာကိုကြည့်ပြီးတော့ဗျာဒိတ်ပေးတာလဲဆိုရင်ပစ္စုပန်အခြေအနေကိုကြည့်ပြီးတော့ဟောတာခဏခေတ်မှတောင်မှဘယ်တော့ငရင်လှုပ်မယ်ဘယ်တော့မုန်တိုင်းဝင်မယ်ဆိုကြွတင်ပြောနိုင်နော်ဘာကိုကြည့်ပြောတာတော့ဆိုပစ္စုပန်ဖြစ်နေတဲ့အခြေအနေတခုကြည့်ပြောတာအဲ့တော့သူမိရာရဲ့သိမှဖြစ်နေတဲ့အခြေအနေတွေကဘာလို့ဆိုရင်အလုံးကိုစိတ်ဆန္ဒကြီးမားပြီးတော့နောက်မဆုံးမဲ့ကြိုးစားအထုံးမှုတွေသူ့ရင်ထဲမှာရှိနေတာသိလားဘလောက်ထိအောင်ဆန္ဒပြင်းပြတော့ဆိုရင်မိတော်ကြီးကိုကြော်ဖြတ်ပြီးဟိုဘက်ရောက်ရင်ဖျားဖြစ်မဲ့ဆိုရင်ဖြတ်မဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်အဲ့လောက်ထိအောင်စိတ်ဆန္ဒပြင်းနေလို့ဒီပုဂ္ဂိုလ်ဟာမဆုံးမနစ်ဖျားဖြစ်ကိုရောက်လိမ့်မယ်လို့ဆိုတော့ဖြားတဲ့စကားမိန့်ကြားခြင်းပဲဖြစ်တယ်အဲ့ဒီအချိန်ကြီးရောက်အောင်ကကြိုးပမ်းလာခဲ့ရတာပဲဖြစ်တယ်ပေါ့အဲ့တော့လေးအသင်ချေနဲ့ကမ္ဘာတသိန်းဆိုပြီးတော့ပါရမီဖြစ်မှဖျားဖြစ်သူရောက်ပြီးတော့ဟောထားတဲ့တရားတွေဒီနေရာမှာလေးသင်ချေဆိုတာမှတ်သားဖို့ရကဗျာဒိတ်တော်ကြာဖျား24စုကောရမဖျားလောင်းကိုဖျားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးခဲ့တာဒီပင်ကရာဖျားတဆူလည်းမဟုတ်ဘူး
လေးသိန်းချီနဲ့ကဘာတသိန်းအတွင်းမှာဘုရား24စုပွင့်ခဲ့တယ်နော်အဲ့ဒီ24စုသောဘုရားတွေထံကနေဘုရားဖြစ်မယ်ဆိုတဲ့ဘုရားရိတ်စကားအတည်ပြုမိန့်ကြားတာတွေကိုရရှိပြီးသားပုဂ္ဂိုလ်များဘုရားဖြစ်သူရောက်တယ်ကဘာမှာဘုရားဖြစ်ဖို့ဆိုတာအလုံးကိုခဲရင်လို့ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ဟာပြတ်သွားပြီကဘာပေါင်းဘလောက်ကြာတယ်ဆိုတာရေတွက်လို့မရတာကိုတစ်အသင်္ချေလို့မှတ်တယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန္တိညာမြတ်စွာဘုရားကြားဟာအသင်္ချေတစ်ခုချသွားတယ်နော်သုံးညကဘာတွေများစွာချပြီးတော့ဘုရားလုံးဝမပွင့်တဲ့အချိန်นี้တခါကွန္တိညာမြတ်စွာဘုရားပွင့်တော်မူပြီးနောက်မှာဒီလိုပဲသုံးညကဘာတွေချသွားပြန်တယ်အဲ့ဒါဒုတိယနံပါတ်2အသင်္ချေကွန္တိညာဘုရားနဲ့မင်္ဂလာချဘုရားချမှာအသင်္ချေတစ်ခုနော်နှစ်ခုရှိသွားပြီပြီးတဲ့အခါမှာဒီ24စုတည်းကသောဘိတဘုရားနဲ့နာဒရဘုရားချမှာအနောမတတိဘုရားချမှာသောဘိတဘုရားနဲ့နောမတတိဘုရားချမှာတစ်အသင်္ချေသုံးခုမြောက်အသင်္ချေကဘာပေါင်းဗမြကြတယ်ဆိုတာရေတွက်လို့မရတဲ့အသင်္ချေတစ်ခုစတုထကတော့နာဒရမြတ်စွာဘုရားနဲ့ဗဒုမုဒ္ဒရမြတ်စွာဘုရားချာမှာဘုရားပေါင်းဘလောက်ကဘာပေါင်းဘလောက်ချသွားတယ်ဆိုတော့ရေတွက်လို့မရဘူးစတုထအသင်္ချေအလုံးပေါင်းလိုက်တဲ့အခါ၄ခုအဲ့ဒါကို၄အသင်္ချေလို့ခေါ်တယ်နော်ဗဒုမုဒ္ဒရမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်ကစပြီးဒီဘက်ရေတွက်လိုက်တာတော့ကဘာတသိန်းလို့ဆိုတယ်အဲ့ဒါလို့၄သင်္ချေနဲ့ကဘာတသိန်းအတွင်းမှာပါရမီတွေဖြည့်ကျင့်ပြီးတော့မှအခုလို့တရားရည်ရဲ့အကျိုးကိုတည်ပိုးတဲ့တရားဓမ္မတွေဆုံးမတွေကိုဟောကြားခဲ့တာဖြစ်တယ်သို့တော့တက်တန်းတူတဲ့အချိန်ခါကျမှပါရမီပြည့်ပြီးဖျားဖြစ်ရလို့လူဘဝလူလောကမှာတက်တော်80မြတ်သာနေခဲ့ရတာဖြစ်တယ်တက်တော်80အတွင်းအလုတ်ရဆုံးပဲမြတ်စွာဘုရားအားချိန်နာချိန်မရှိအောင်လှုပ်ပြီးတရားဓမ္မတွေကိုများစွာဟောနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဝိပဿနာမြတ်စွာဘုရားတို့ဆိုတာကြတော့ဝိပဿနာတိခိဝိတ္တပုဒီမြတ်စွာဘုရားတွေဟာသူတို့ခေတ်မှာရှိတဲ့ထိုရှင်မြတ်တွေရဲ့ခေတ်မှာရှိတဲ့လူသားတွေဟာအသိဉာဏ်ထက်မြက်ပြီးတတန်းရှိတဲ့ခေတ်ဖြစ်သည့်အတွက်ကြောင့်ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်တွေအတ္တရားဓမ္မမွေးတဲ့လူတွေကခေါင်းမာတယ်ပြောလို့တင်တဲ့သဘောပေါက်ဒါမို့ဂေါရဝမြတ်စွာဘုရားကျတော့လူတွေသဘောပေါက်အောင်ကြိုးစားပန်းစားဟောရပိဋကတ်30နိကေ5ပြဓမ္မခန္ဓာပေါင်း7400တောင်အများကြီးပဲဟောထားခဲ့ရတာနော်နေဗနောညာမှာဟောပြီးတော့တရားရည်ရဲ့အကျိုးတည်ဖို့ခဲ့တာဖြစ်တယ်မြတ်စွာဘုရားသက်ရှိထင်ရှားအချိန်ကာလလေးဟာ45နှစ်ဆိုတာလောက်မှမရှိဘူးเนาะချိန်ပေါင်း45နှစ်အတွင်းမှာဒီတရားတွေကိုဟောကြားခဲ့တာဖြစ်တယ်45နှစ်ပြီးတဲ့အခါမှာဒီအဆုံးအမတရားတော်တွေတည်ရဖို့မြတ်စွာဘုရားရဲ့ကိုယ်စားဆုံးမဖို့ဆိုပြီးတော့သာသနာ9000ဆိုပြီးမှန်းဆရည်တွက်ပြီးတော့ထားကြဘုရားရှိတော်ကတတော်ထကြရှိတော်က45နှစ်ပြိဋိဘံစံသွားပြီးတဲ့နောက်မှာ9000သာသနာ9000ဆိုတာပြိဋိဘံစံပြီးသွားမှမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေထားခဲ့လို့ထိမ့်သိမ်းလျှောက်ကြအခု2563နှစ်ရှိသွားဒါဘုရားပြိဋိဘံစံသွားပြီးတဲ့နောက်တွက်တဲ့နှစ်ပေါင်း2563နှစ်ဒီ
ဒီဟောကြားဆုံးမခဲ့တဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့မပြောက်ပြက်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်။ဘာလို့လဲဆိုဒီတရားတွေဟောနိုင်ဖို့အတွက်ကျိုးပန်းအားထုတ်မှုပါအလုံးကိုခက်ခဲတဲ့ကျိုးပန်းအားထုတ်မှုတွေနဲ့ကျိုးပန်းအဲ့လိုကျိုးပန်းအားထုတ်မှဒီအမှန်တရားကိုဟောကြားပြီးလူတွေရဲ့ယင်ထဲမှာဒီအမှန်တရားရောက်မှဆင်းရဲဒုက္ခလွတ်မြောက်တာဖြစ်တယ်အမှန်တရားရအောင်အသိဉာဏ်ရဖို့ကြတော့လူအသီးသီးရဲ့တောင်းအောင်ဖြစ်သွားတယ်မြတ်စွာဘုရားကတော့ဆုံးမယုံပဲဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေကိုသိရှိပြီးကျင့်ကြံကြိုးကိုအထုတ်ဖို့ဆိုတာကတရားရည်ရဲ့အလုပ်ပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကတရားရည်ကိုကဲတင်တယ်ဆိုတာဘယ်ပုံနဲ့ကဲတင်တာတော့ဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတရားရည်ရဲ့ရှင်ထဲမှာကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်လုပ်စေခြင်းအာဟိတာသနိဝတ္တနေနဆိုးကျိုးကိုပေးတတ်တဲ့အကုသိုလ်တရားတွေမှဝေးစွာဆုတ်ခွာရှောင်ရှားခြင်းဆိုလိုတာကလှုပ်တဲ့နာကိုလှုပ်တယ်မလှုပ်တဲ့နာကိုမလှုပ်အောင်ရှောင်ခြင်းဒီနှစ်ခုပဲရှိတယ်မြတ်စွာဘုရားဆုံးမလို့တဲ့ဟာကမလှုပ်ရမယ့်ဟာနဲ့လှုပ်အောင်မှာဒီနှစ်ခုပဲရှိတယ်ခဏခေတ်မှလည်းကြည်လေကိုသားသမီးကိုတပည့်ကိုမိဘတွေဆရာသမားတွေကဆုံးမရင်ဘယ်လိုဆုံးမဒါမလှုပ်နဲ့ဒါလှုပ်ဒီနှစ်ခုပဲမဟုတ်လားမလှုပ်ရမယ့်ဟာကိုရှောင်မိုးနဲ့လှုပ်ရမယ့်ဟာလှုပ်ဖို့ဒီနှစ်ခုကအဓိကကျတယ်မြတ်စွာဘုရားလည်းဒါကိုပဲဟောတာမလှုပ်ရမယ့်ဟာတွေကိုလှုပ်နေသမျှဘယ်တော့မှဆင်းရဲဒုက္ခမလွတ်ဘူးလှုပ်ရမယ့်ဟာတွေမလှုပ်သေးသမျှချမ်းသာဒုက္ခကဆုံးရှုံးနေဦးမှာပဲလောကလူတွေဟာဆင်းရဲဒုက္ခကမလွတ်ဘူးချမ်းသာဒုက္ခမရဘူးဆိုတာမလှုပ်တဲ့နာတွေလှုပ်ပြီးလှုပ်တဲ့နာတွေမလှုပ်လို့ဖြစ်နေတာနော်အဲ့ဒီမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲခြားသိဖို့မြတ်စွာဘုရားတိတိကျကျဟောပေါ်ပြခဲ့တာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေကိုမပြောင်းမပြတ်အောင်ထိမ့်သိမ်းရှောက်ရှောက်ဖို့ဆိုတာအလွန်ပဲအရေးကြီးတယ်ပေါ့စေတီပိဋကတီထားကိုးကွယ်ခြင်းဘုရားကျောင်းကနေပြုစုပြောထောင်ခြင်းဟာမြတ်စွာဘုရားအပေါ်မှာအမှတ်တတိယပြီးတော့ချီးညိုလေးစားလို့ပူဇော်တဲ့အနေအထားမျိုးပဲရှိတယ်တကယ်လုပ်ရမှာကမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေမပြောင်းအောင်လုပ်ရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေမပြောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ဘုရားပါရီဟောခဲ့တယ်လေဆိုတာကိုသိအောင်သင်ယူခြင်းပို့ချခြင်းလုပ်ရမှာဖြစ်ဒါမို့လို့အခုလိုဓမ္မယုံကျောင်းတိုက်တို့လိုစာသင်တိုက်ကြီးတွေတည်ထောင်ပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုသင်ကြားပို့ချသင်ယူနေကြမြန်မာနိုင်ငံမှာအနှံ့အပြားရှိတဲ့စာသင်တိုက်ကြီးတွေဟာမြတ်စွာဘုရားရဲ့ဆုံးမတွေကိုလက်ဆင့်ကမ်းမှုကြိုးစားနေကြတာပဲဖြစ်တယ်အဲ့ဒါလို့လုပ်ခဲ့ကြလို့ဒီသာသနာဟာခဏထိတွေ့ခုဆိုရင်ဒီဓမ္မယုံကျောင်းတိုင်းမှာကျင့်ပပြုလုပ်တဲ့ရွှေနိကာယဝိနည်းစာပြန်မွဲဆိုနှစ်ပေါင်း90ရှိတာနော်ရွှေဒီဝဲလို့နှစ်ပေါင်း90ရှိကျောင်းတိုင်းတည်တာတော့နှစ်တရာလောက်ရှိပြီနဲ့အဲ့ဒါလို့ဝိနည်းစာပြန်မွဲသည်ပဲနဲ့ဆရာတပည့်အဆက်ဆက်လက်ဆင့်ကမ်းပြီးတော့ကျိုးပန်းအထုတ်လာကြတာပထမဆုံးကလှုပ်တဲ့ဥဆောင်ခဲ့တဲ့ဆရာတော်ကြီးတွေနဲ့လက်တွဲပြီးတော့ပြုလုပ်ခဲ့တဲ့ဘုရားဘာသာဝင်သူတော်စင်တွေရှိကောင်းမှရှိတော့မှတချို့ပုဂ္ဂိုလ်တွေကနော်ဒီလိုပဲမျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့သွားကြရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သာသနာရေးဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူခြင်းမှတ်သားလေ့လာခြင်းဟောကြားဆုံးမထားတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းဆိုတဲ့အချက်ကအဓိကအကျဆုံးပဲလို့
ဒါအဓိကကြဆိုအဲ့ဒါတို့လို့ရမယ်လို့ပဲလို့မှတ်သားဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားကဘယ်လိုမိန့်မာခဲ့တယ်သာသနာရေးနဲ့ပတ်သက်ပြီးပြိဋိဘံမဆိုင်ခင်ကရှင်အနန္ဒာကိုမပြောခဲ့တယ်ယောအာနန္ဒမယဓမ္မောသဝိနယောသဒေတိတောပညာတောသောမမစ္စေနတထာငါမင်းတို့ကိုဟောပေးခဲ့တဲ့ဓမ္မပညာခဲ့တဲ့ဝိနယဒီဓမ္မဝိနယတရားတွေဟာငါမရှိတဲ့နောက်မင်းတို့သွန်သင်ဆုံးမမဲ့ဆရာပဲလို့တော့မြတ်စွာဘုရားကဓမ္မဝိနယကိုဓမ္မဝိနယအတိုင်းလိုက်နာကျင့်သုံးပြီးနေထိုင်ကြဖို့ဆိုပြီးတော့ဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီဓမ္မဝိနယတွေကိုမပြောင်းပြက်အောင်ဘယ်သူတွေကလှုပ်ဆောင်ရမလဲဆိုဘုရားဘာသာဝင်ဖြစ်တဲ့ယဟန်ရှင်လူတွေစ조사ရမှာဖြစ်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားမနတကိုပြောကြားခဲ့တဲ့စကားထဲမှာဒီအဓိပ္ပာယ်ဟာအလွန်ထင်ရှားတယ်ပြိဋိဘံစံမိုးလာရောက်လျှောက်ထားတဲ့မနတ်ကိုငါရဲ့တပည့်ဖြစ်တဲ့ဘိက္ခုဘိက္ခုနီဥပဒကဥပတိကာမဒီပြိဿတ်၄ပါးသာသနာဝန်ထမ်းအမျိုးသားယဟန်သာသနာဝန်ထမ်းအမျိုးသမီးဘိက္ခုနီခဏခေတ်တော့သီလရှင်ပေါ့နော်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကယုံကြည်ကြတဲ့ဘုရားဘာသာဥပဒကအမျိုးသားဘုရားဘာသာဝင်ဥပတိကမအမျိုးသမီးလို့အမျိုးသားအမျိုးသမီးခုလိုခွဲခြားထားတဲ့ပရိသတ်၄မျိုးအဲ့ဒီပရိသတ်၄မျိုးပေါ်မှာမြတ်စွာဘုရားမျှော်လင့်ချက်ထားပြီးတော့မိန့်ကြားခဲ့တဲ့စကားလေးတစ်ခုအနားယူမှတ်သားဖို့ဘေကုဘေကုဏီဥပဒကဥပတိကမလို့ဆိုတဲ့ဒီဗုဒ္ဓဘာသာဝင်နေဟာတရားတော်နဲ့ပတ်သက်ပြီးကြမ်းကြက်လိမ္မာမှုမရှိသေးသမျှလက်တွေ့ကျင့်သုံးနိုင်မှုမရှိသေးသမျှရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေသင်ယူပြီးတော့အကျယ်တဝင့်ဟောပြောနိုင်မှုမရှိသေးသမျှဖြစ်ပေါ်လာတဲ့စัจ java ဝါဒတွေကိုဖြည့်ရှင်းဆုံးဖြတ်နိုင်ခြင်းမရှိသေးသမျှသာသနာတော်ရဲ့ကျင့်စဉ်ကြီးဟာလူနဲ့ပြမှာတရားတွေအတွင်းမပြန့်ပွားသေးသမျှငါဘုရားပြိဋိဘံမဆံမှုလို့ညှင်းဆန်ခဲ့တယ်အဲ့ဒီစကားကိုထောက်ပြီးတော့ဘုန်းကြီးတို့တွေမြတ်စွာဘုရားဘာမှန်ခဲ့တယ်လဲဆိုတာကောက်ချက်ချလို့ရတယ်နော်အဲ့တော့ဘုရားဘာသာဝင်တိုင်းဟာဘာလုပ်ရမလဲဆိုနံပါတ်1ကဝိယတဝိနိတဝိတာရတဆိုတဲ့မြတ်စွာဘုရားသုံးခဲ့တဲ့စကားလုံးအတိုင်းပဲဘဟုတုတမြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မတွေကိုနိုင်ယူမှတ်သားကြဖို့သင်ယူကြဖို့အခုလိုတရားပွဲကျင်းပပြီးတော့တရားနာခြင်းဟာလည်းပဲသင်ယူခြင်းတစ်မျိုးပဲဒါကိုတရားနာရဲဆိုတာတို့ဟာသင်ယူတယ်သင်ယူတဲ့အနေနဲ့တရားနာပါတချို့ကြတော့စာရွက်လေးတွေနဲ့ရေးမှတ်ပြီးတော့မမတ်သားသားနာကြအဲ့လိုနာပြီးဆိုလို့ရှိရင်အရေးကြီးဆုံးကဘာတော့ဆိုရင်အာယုစူးစိုက်ပြီးတော့မှတ်သားမိအောင်နာယူဖို့အရေးကြီးတယ်နော်တတိနဲ့အာယုစူးစိုက်ပြီးတော့နာယူမှတ်သားမှာဖြစ်တယ်တတိနဲ့အာယုစူးစိုက်ပြီးနာယူမှတ်သားတဲ့စကားလုံးတွေအကြောင်းအရာတွေကိုအသိပညာနဲ့အနက်ထိပ်ပဲကိုနားလည်ခြင်းပဲဖြစ်တယ်ဆိုလိုတာကတတိနဲ့ပညာဒီနှစ်ခုအသုံးချပြီးတော့မြတ်စွာဘုရားဆုံးမသမျှတွေကိုကိုယ့်ရင်နဲ့ရောက်အောင်နာယူမှတ်သားဖို့လိုအပ်တယ်နေ့စဉ်မှာကိုယ်လုပ်ငန်းတွေနဲ့တရားဘက်ကိုမျက်နှာမလှည့်နိုင်သေးတဲ့ပုဂ္ဂိုလ်တွေဖို့ခုလိုတရားပွဲကျင်းပတဲ့အခါမှာဟ
ဟောကြားဆုံးမသွားတဲ့တရားဓမ္မတွေကိုနာယူမှတ်သားဖို့လိုအပ်တယ်ပေါ့ဒီရည်တတ်နိုင်တယ်ဆိုရင်ဓမ္မသင်တန်းတို့ဓမ္မစကူးတို့ဆိုတာပြောတယ်သင်တန်းတွေကိုတက်ပြီးတော့တတိနားလဲအောင်သင်ယူခြင်းပဲဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားကပရိသတ်၄ပါးပေါ်မှာနံပါတ်1မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုသင်ယူခြင်းနဲ့လက်တွေ့ကျင့်သုံးခြင်းဆိုတာဒီနှစ်ခုလုပ်ရမယ်လို့ဆိုသင်ယူခြင်းကဘောဟတုတ္တလက်တွေ့ကျင့်သုံးကအနုဓမ္မစာရီအဲ့တော့လက်တွေ့ကျင့်သုံးရမယ်သင်ယူရမယ်ဒီနှစ်ခုသင်ယူရမယ်လက်တွေ့ကျင့်သုံးရမယ်ဒါနံပါတ်1ဘယ်လိုနည်းနဲ့ပဲသင်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုယ့်ရဲ့နဲ့ရောက်အောင်လုပ်ဖို့တော့လိုတယ်ပေါ့မှတ်မိရအောင်အဲ့လိုမှတ်မိအောင်သင်ယူထားပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးမှုတဲ့လိုက်နာမှုကျင့်သုံးမှုဆိုပါစို့သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှကိုမပြုရဘူးကုသလတုပတမရာကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ရမယ်ဒါဘုရားဆုံးမစကားအဲ့တော့ရှင်းရှင်းပြောရင်မလှုပ်တဲ့နာကိုမလှုပ်ကြနဲ့လှုပ်တဲ့နာကိုလှုပ်ရမယ်ဆိုတာဒီနှစ်ခုပဲเนาะအကုသိုလ်ဆိုတာမလှုပ်တဲ့ဘူးဘာဖြစ်လို့မလှုပ်တဲ့လဲဆိုးကျိုးပေးတတ်တယ်လူတွေနေ့စဉ်စားတဲ့အစားအစာပဲကြည့်ကိုယ်နဲ့မတည့်တာမစားနဲ့စားရင်ဘာဖြစ်မလဲခန္ဓာကိုယ်မှာအ ਨੇ ဆုံးမအိမသာဖြစ်မယ်နေမကောင်းထိုင်မသာဖြစ်မယ်စားတဲ့နဲ့အစားစားလို့ရှိရင်စိတ်ရွှင်လန်းနေကြမ်းပါတယ်အင်အားပြည့်တယ်ဒီလိုဖြစ်အဲ့ဒါမျိုးလို့ပဲလူရဲ့စိတ်မှလည်းပဲမဖြစ်တဲ့အကုသိုလ်တွေရင်ထဲနှလုံးထဲမှာဖြစ်အောင်ဖြစ်တဲ့ကုသိုလ်တရားတွေရင်ထဲမှာဖြစ်အောင်အဲ့ဒီနှစ်ခုကကိုလိုရမယ့်ကိစ္စဆိုတာဆွေးမြဲစွာတတိထားဖို့လိုတယ်မြတ်စွာဘုရားရဲ့အဆုံးအမဒီတိုင်းပဲပေါ့နော်ဒါကြောင့်ဘုရားရဲ့အဆုံးအမမလုပ်တဲ့နာကိုရှောင်ခြင်းလုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဆိုတဲ့ဒီလိုဆုံးမသွန်သင်တဲ့စကားရပ်တွေကိုရှေးဥစွာသိယူမှတ်သားရမယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုသိယူမှတ်သားပြီးတဲ့အခါမှာအကျယ်တဝင့်ဟောပြောပြသရမယ်ဒါပြတ်မောအောင်လုပ်တာကြတော့เนาะပထမကိုယ်တိုင်သိအောင်လုပ်တယ်ကိုယ်တိုင်သိပြီးတဲ့အခါမှာဘုရားဘာသာဝင်နေဟာကိုသိတဲ့တရားကိုလက်ဆင့်ကမ်းဖို့လိုသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတော်တွေကိုအကျယ်တဝင့်ချက်ပြီးတော့ဟောပြောရမယ်ဒါနံပါတ်1နံပါတ်3ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့ဆန့်ကျင်တဲ့အယူအဆတွေပေါ်ပေါက်လာတတ်တယ်ဆန့်ကျင်မဲ့အယူအဆတွေပေါ်ပေါက်လာလို့ရှိရင်ဒါဟာဘုရားဟောတဲ့မကိုက်ကြဘူးဆိုပြီးတော့ဖြေရှင်းတဲ့အလုပ်ကိုလုပ်ရမယ်ဒါနံပါတ်3ပြီးတဲ့အခါဗြဟ္မစရိယလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားမြတ်ဗုဒ္ဓရဲ့ကျင့်စဉ်ကြီးဘာဟုစင်ညလူတွေရင်ထဲနှလုံးထဲအောင်ရောက်ပြီးတော့လူသားအတိုင်းဝိုင်းသာမကနတ်မြတ်မှာအတိုင်းဝိုင်းထိအောင်သိရှိနားလည်အောင်ဖြစ်စေရမယ်ဆိုတော့ကဘာအနှံ့ပြအောင်ကြိုးစားတယ်လို့သူတို့တပည့်ရအဲ့ဒီအချက်၄ချက်ဟာမြတ်စွာဘုရားရဲ့မိန့်ကြားချက်ပဲဖြစ်တယ်ပေါ့သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီအချက်၄ချက်ကိုကုတ္တဝံတရားအနေနဲ့ဆောင်ရွက်ရမှာဖြစ်တယ်ကိုတတ်နိုင်တဲ့အတိုင်းအတာတစ်ခုကဆောင်ရွက်ဒါကဂေါရမမြတ်စွာဘုရားတတန်တူတဲ့ဘုရားအနေနဲ့မှတ်ကြားခဲ့တာဖြစ်တယ်တတန်ရှည်ပြီးတော့လူတွေရဲ့ကိုယ်ကျင့်တရားကောင်းလို့တမန်တတိပေးယုံနဲ့ရနိုင်တဲ့ဘုရားတွေဆိုတော့ဒီလိုမှားခြင်းမလည်းမှားပဲเนาะလူမှားခြင်းမှားဒါကြောင့်မို့ဘုရားသာသနာတော်မှာဆိုရင်
ဂေါရမမြတ်စွာဘုရားတတန်းတူသည့်အတွက်ကြောင့်သာသနာအရှိတည်တယ်လို့ပြောတယ်ကကုသနမြတ်စွာဘုရားကောဏကဗနာမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားတို့ရဲ့သာသနာလည်းအရှိတည်တယ်တိခိဝိတ္တဘူဒီဝိပတ္တိတိခိဝိတ္တဘူဆိုတဲ့ဘုရားသုံးစုရဲ့သာသနာကတော့အရှိမတည်ဘူးတစ်ဆက်ပဲလို့ဆိုတယ်နော်တစ်ဆက်ဆိုတာဘုရားတွေကတက်တန်းရှိတယ်မြတ်စွာဘုရားလက်ထက်သာဝကတပည့်ကနေနောက်ထပ်တစ်ဆက်ပဲပြီးရင်သာသနာကွယ်သွားတယ်ဘောရောမြတ်စွာဘုရားကျတော့အဆက်ပေါင်းဘယ်လောက်ရှိသွားတော့စဉ်းစားကြည့်ပါနှစ်ပေါင်း2500ဆို25ဆက်ရှိပြီပေါ့နော်နှစ်တရာနဲ့တွက်သွားရင်25ဆက်ရှိပါသာသနာဟာ25ဆက်ထိအောင်ရှိတယ်ဆိုတာနဲတာမဟုတ်အခုဒီမိုးပင်မျိုးကဓမ္မယုံကျောင်းတိုက်ကြီးမှာဆိုလို့ရှိရင်အခု80မြောက်ဆရာတော်တင်တယ်အုတ်ချုပ်တယ်ဟုတ်ဒီလိုကြားရှိစွာတည်တယ်ဆိုတာအဆက်တွေအများကြီးဖြစ်လာတာပြောတာနော်ဆက်နှစ်ပြတ်သွားလို့ရှိရင်ကြားရှိစွာမတည်ဘူးလို့ဆိုတာအဲ့တော့ဂေါရမမြတ်စွာဘုရားရဲ့သာသနာတော်ဟာအရှိတည်တာဘုရားရဲ့မှားကြားချက်အတိုင်းလိုက်နာဆောင်ရွက်နေကြလို့ရှိတည်တယ်လို့အဲ့တော့မြတ်စွာဘုရားရဲ့မှားကြားချက်တွေထဲမှာအရေးကြီးတဲ့မှားကြားချက်တွေရလဲဘာတွေရှိသေးလဲဆိုအပိညတံနပိညပေတ္တဗံပိညတံနသမုစိဏိတ္တဗံယထာပိညတေတုသိက္ခာပရေတုသိက္ခိတဗံဆိုတဲ့ဒီအချက်ဟာလေအရေးပါတဲ့သတ်မှတ်ချက်ပဲဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားမဟောကြားမဆုံးမအပြည့်ညတ်ခဲ့တဲ့ဟာတွေကိုအသစ်တွေထည့်ပြီးတော့မလုပ်ရဘူးလို့ဆိုလို့ပေါ့နော်မြတ်စွာဘုရားဟောထားတာပြည့်ပြည့်စုံစုံဟောထားပြီးသားဖြစ်တယ်ပြည့်ပြည့်စုံစုံဟောထားပြီးဖြစ်ပါရဲ့တန်းနဲ့ဖြစ်ဆွတ်တာမျိုးမလုပ်ရဘူးဥပမာသစ္စာ၄ပါးတစ်ပါးလို့နေသေးတယ်၅ပါးသို့သွားမဖြစ်ရအောင်ဖြည့်ချင်မလို့နော်မဂ္ဂင်၈ပါးကကိုယ်ကနန်းကြိုက်လို့မဂ္ဂင်၉ပါးလို့သွားမလို့နဲ့လို့ဒါပြည့်ပြည့်စုံစုံဟောထားလို့အပိညတံနပိညပေတ္တဗံဖြစ်ဆွဘူးပညတံနသမုစိတ္တဗံဒီထဲမှာသစ္စာဆိုတာ၃ပါး၄ပါးများနေတယ်၃ပါးဆိုရင်ရတယ်ဆိုပြီးတော့တစ်ပါးလျှော့လို့လည်းမရဘူးမဂ္ဂင်၈ပါးလည်း9ပါးဆိုရင်တုံတော့တယ်ဆိုပြီးတစ်ပါးလျှော့လို့မရဘူးအဲ့ဒါဘုရားဟောဖို့ပြညတ်ထားတဲ့အရာသတ်မှတ်ထားတဲ့ဟာကိုလျှော့ချခြင်းလို့ဆိုတာအဲ့ဒါလည်းမလုပ်ရတဲ့အရာတစ်ခုယထာပြညတ်တွေသူသိက္ခာပရိသူသိက္ခိတဗံဝိနည်းစည်းကမ်းနဲ့ပတ်သက်ပြီးလိုက်နာကျင့်သုံးရမယ့်အချက်တွေသုတ်တံပဲဖြစ်ဖြစ်ဝိနည်းပဲဖြစ်ဖြစ်မြတ်စွာဘုရားသတ်မှတ်ထားတဲ့ကျင့်စဉ်တွေအတိုင်းကျင့်ကြံကြိုးကိုအထောက်ရမယ်ဆိုတာအပရိဟာနိယတရား9ပါးထဲမှာမြတ်စွာဘုရား3ပါးမြောက်အနေနဲ့2ပါးမြောက်အနေနဲ့ထိသွင်းဟောကြားခဲ့တာဖြစ်တယ်ဒုတိယအပရိဟာနိယတရားဒါလည်းအရေးကြီးလို့ပြိဋိဘံမြတ်စွာဘုရားပြိဋိဘံပြုသွားတဲ့အခါမှာအဲ့ဒီအချက်တွေကိုရှင်မကတ္တဗတို့တန်ခါအစည်းအဝေးကြီးကနေဒီတိုင်းပြန်ပြီးတော့ချမှတ်ခဲ့တာဖြစ်တယ်အဲ့ဒါကိုထေရဝါဒမူ3ချက်လို့ပြောတာနော်ထေရဝါဒမူ3ချက်ဒီဖယားမပြညတ်တာကိုနောက်ထပ်ပြီးတော့အသိမလို့ရဘူးအဟောင်းကိုမပယ်ဖြဲရဘူးအသိမထည့်ရဘူးအဟောင်းကိုမပယ်ဖြဲရဘူးရှိတဲ့အတိုင်းလိုက်နာကျင့်သုံးရမယ်ဆိုဟောဘုရားဟောတာတွေနဲ့ပတ်သက်ပြီးအဲ့တိုင်းအတည်ပြုပြီးတော့ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်မြတ်စွာဘုရားကကြွတင်ပြီးတော့အပရိဟာနိယတရား9ပါးထဲမှာဒီအချက်ကိုထည့်သွင်းမိသားဖြစ်တယ်အဲ့ဒီထည့်သွင်းထားတဲ့အတိုင်း
မြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါမှာရှင်မကတ္တဗစားတဲ့မထေရမြတ်တွေကဒါတွေကိုလက်ခံပြီးတော့ဒီတိုင်းပဲလိုက်တာကျင့်သုံးရတယ်အဲ့တော့ခဏိထီအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားဓမ္မတွေဟာပုံမပြောင်းမှုမပြတ်တည်ရှိနေတာဖြစ်အဲ့ဒီအရင်အတိုင်းတည်ရှိနေသမျှကလပ်ပလုံးကိုယ်တိုင်ကသိအောင်လုပ်ပြီးကြိုးစားအထောက်ဖို့ပဲလိုအပ်တယ်နော်ကိုယ်တိုင်ကြိုးစားအထောက်လို့ရှိရင်လမ်းစဉ်နဲ့လှုပ်ထုံးကရှိပြီးသားမလှုပ်ချင်းသည်ကိုယ်အပြစ်သာဖြစ်မယ်ဒါကြောင့်မို့မာဝေါခဏံဝိရဒေထအခွင့်ကောင်းကြီးကိုလွဲချော်မသွားစေကြနဲ့ဒီဖရာရဲ့အဆုံးအမတရားတော်တွေကျင့်စဉ်တွေရှိနေတာဖြစ်သောကြောင့်ဒီကျင့်စဉ်အတိုင်းကျင့်မိအောင်အ ਨੇ ဆိုပါစို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မှာတရဏဂုံနဲ့သီလလုံးဝပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုတရဏဂုံ၃ပါးနဲ့ကွာ၅ပါးသီလငါလုံးဝလုံးတယ်လို့ကိုပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားအထောက်အောင်ဒါအောက်ထစ်ဆုံးပြောတယ်ဒီတဲ့အစင်းမြင့်ပြီးတော့ကြိုးစားမယ်ဆိုရင်ဒီတဲ့အစင်းမြင့်နဲ့အရေးချင်းလေးကိုရရှိမှာပဲဖြစ်တယ်လှုပ်ဖို့ပဲလူတယ်လမ်းစဉ်နဲ့လှုပ်ထုံးကမှန်မှန်ကန်ကန်ကြီးရှိနေတယ်ဒါဟာအခွင့်အရေးတရက်ပဲတခြားနိုင်ငံတွေမှာဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေမှာကြားတောင်ကြားဖို့မှမဟုတ်ဘူးဒီအခွင့်အရေးမျိုးပေါ့နော်အဲ့တော့မာဝေါခဏံဝိရဒေထအခွင့်ကောင်းကြီးကိုလက်မလွတ်စေကြနဲ့ခဏတိတာဟိသောစေခွင့်ကောင်းလက်လွတ်သွားလို့ရှင်နောက်မှနောင်တရကြလိမ့်မယ်နော်ဟုတ်ပါဒါကြောင့်မို့ရှင်ဥပတိကတိုက်တွန်းတယ်တဒဋ္ဌိဝါယမေယထကိုကျိုးစီးပွားရအောင်ကိုယ်တိုင်ကြိုးစားအထောက်ကြလို့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအလုံးမဲရှင်းလင်းပြတ်သားပြီးကိုယ်ဘာလို့ရမှာဆိုတာကိုသိရှိနားလည်ပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ကောင်းပြီသမ္မာဒိဋ္ဌိလို့ပြောကြတယ်မှန်ကန်တဲ့အမြင်တစ်ခုအဲ့တော့မှန်ကန်တဲ့အမြင်ကိုရပါလားကိုယ်မေးချင်ငါတို့ဟာမှန်ကန်တဲ့အမြင်ရပါလားဖရာတရားကြည်ညိုလို့တမာဒိဋ္ဌိဖြစ်တယ်လို့ဆိုတာခိုင်မာမှုရပါလားကိုယ်မှာတကယ်ရောမှန်ကန်တဲ့အတိုင်းမြင်နာဟုတ်ကဲ့လားကိုဆန်းစစ်ဖို့လိုတယ်ပေါ့နော်ကိုဆန်းစစ်ကြည့်ရမယ်မြတ်စွာဘုရားကဘာတွေဟောခဲ့လဲတမာဒိဋ္ဌိဆိုတာဘယ်လိုဟာမှတမာဒိဋ္ဌိဖြစ်တယ်လဲဆိုတာသိရှိနားလည်အောင်ကြိုးစားအဲ့တော့စာပေကျမ်းကမှာတမာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာတွေကိုမှတ်သားကြည့်ဖို့လိုတယ်တမာဒိဋ္ဌိသုတ်တံဆိုပြီးတော့ရှင်သာရိပုတ္တရာဟောထားရှိတယ်အဲ့ဒီမှာတမာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်တို့ဟာအမြင်မှန်မလားဆိုတဲ့နေရာမှာရှင်သာရိပုတ္တရာရဲ့ဟောပြောချက်နဲ့ကိုယ့်ကိုတိုက်ဆိုင်ပြီးတော့ကြည့်မယ်ဆိုရင်ကုသိုလ်ကိုကုသိုလ်လို့သိတာအကုသိုလ်ကိုအကုသိုလ်လို့သိတာဒါမှန်ကန်တဲ့အမြင်ပဲတဲ့လောဘသည်အကုသိုလ်ဒေါသသည်အကုသိုလ်မောဟသည်အကုသိုလ်လို့သိတာမှန်ကန်တဲ့အမြင်ပဲအလောဘဆိုတဲ့လောဘကိုပယ်တတ်နိုင်တဲ့တရားအဒေါသဆိုတဲ့ဒေါသကိုဖယ်ရှားနိုင်တဲ့တရားအမောဟလို့ဆိုတဲ့မောဟကိုဖယ်ရှားနိုင်တဲ့အတိညာဒါကုသိုလ်လို့အဲ့လိုအခြေခံကြကြကိုယ့်ရဲ့နှလုံးထဲမှာဖြစ်တဲ့မြကုသိုလ်အကုသိုလ်ပြည့်ရှိမရှိခွဲခြားသိပြီဆိုရင်ဒါတမာဒိဋ္ဌိလို့ပြောတယ်ဒါတမာဒိဋ္ဌိသို့တော့တမာဒိဋ္ဌိကဤမြတဲ့တမာဒိဋ္ဌိလားလို့ဆိုမဟုတ်သေးဘူးတမာဒိဋ္ဌိဟာသူ့အဆင့်နဲ့သူသွားတာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်နေနဲ့ကံကံဤကျိုးလက်ခံနေဆိုတဲ့အဆင့်ကနေစာချိမြတ်စွာဘုရားကတ
တမ္မာဒိဋ္ဌိကိုခွဲခြားတဲ့အခါမှာအောက်ဆုံးအဆင့်ကတော့ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာတမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကကိုလှုပ်တာကိုနဲ့သာသက်ဆိုင်နေဆိုတဲ့အမြင်ပဲဖြစ်တယ်လက်ခံစာပေကျမ်းကမှာတော့အဓိပ္ပာယ်တစ်မျိုးဖွင့်တာဖြစ်တယ်တက္ကဆိုတာကိုဟာလို့ပြောရမှာကကုသိုလ်သာလင်ကိုဟာလို့ပြောခြင်းနဲ့အကုသိုလ်ကြတော့ကိုဟာလို့မပြောချင်ဘူးဆိုသို့တော့ဒီဖွင့်ဆိုချက်ဟာနော်မြတ်စွာဘုရားရဲ့အာဘော်နဲ့အပြည့်အဝကိုက်မယ်မဟုတ်ဘူးမြတ်စွာဘုရားရဲ့အာဘော်ကကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာယံကမ္မံကရိတံတိကလျာဏံဝါပပကံဝါတတ္တကမ္မတထာရဘဝိတံတိဒါမြတ်စွာဘုရားရဲ့ကံကံဤအကျိုးကိုလက်ခံတဲ့အမြင်တစ်ခုပဲကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်မြတ်ကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲစရမယ်ဟောဒါဟာသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့ရတယ်ဒါကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jin နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင်ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်တည်းသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့်ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်တယ်လို့ပေါ့ကောင်းတာလုပ်တယ်ကောင်းတာမဖြစ်ပါဘူးဆိုးတာလုပ်တယ်ဆိုးတာမဖြစ်ပါဘူးမဟုတ်တာလုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုပ်တဲ့လူတွေဆင်းရဲနေတယ်ဆိုတဲ့ဒီအတွေးလေးနဲ့ကံကံကြီးကျိုးကိုညှင်းပယ်မှုတွေလည်းဖြစ်တတ်သေးတယ်ပေါ့နော်သို့တော့စဉ်းစားရမှာအခုတည်းပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါက်ပြီးတည်းသီးစားရပါမလားမစားရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုးတာလုပ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှေးတုန်းကအကျိုးဆက်တွေကိုခံစားနေတာသာဖြစ်တယ်ပေါ့ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးရဖြစ်တယ်အဲ့ဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညှင်းပယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားနိုင်အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကမ္မတက္ကတာတမ္မာဒိဋ္ဌိနဲ့ဟုတ်ပြီကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေလဲတနေ့တာမှာကောင်းတာတွေကြီးလုပ်တာလားဆိုးတာတွေရောလုပ်သလားကိုယ့်ကိုအမှန်သိအောင်ကြိုးစားဖို့လို့မြတ်စွာဘုရားကတော့ဟောတယ်ဥပောပုံညင်စပပင်စယမေသောကုရုတိဣဒာတရဝတ္တူဟာဒီလောကတရဝတ္တူဟာပါပလို့ဆိုတဲ့မလို့တင်တာတွေလည်းလုပ်တယ်ပုံညလို့ဆိုတဲ့လို့တင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်ဘူးအဆိုးလေးကတော့ပါအောင်ပါနော်အစာစားတဲ့အထက်မှာခန္ဓာကိုယ်အကျိုးပြုတာတင်ပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲအဲ့တော့ပုထုဇဉ်ဆိုတဲ့အဓိပ္ပာယ်ကိုမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇနမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစား
ကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ဒီတစ်ခုလှုပ်တယ်ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရောလားဆိုဘယ်ပြီးမလဲတင်ညိတတတက္ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာအယိတ်ထင်ပြီးတော့ကြံ့ရစ်ပြီးနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီလို့သူဆိုလို့တယ်ခေတ်အခြေအနေနဲ့နားလည်အောင်ပြောလို့ရှိရင်ရှင်ထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ဂျင်းထက်မဲ့တော့မကြိုးစားနဲ့အဲ့ဒီမှာဘာလုပ်လူတွေရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်မိတာဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်သွားအဲ့တော့ကိုလုံးသမျှတွေဟာနောက်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာလားအုံနောက်ဆိုတာပြက်ချင်ပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံးမလုံးတော့နှလုံးကလည်းလုံးမလုံးတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိတကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေများပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလားအဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတက္ကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေကထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစဉ်မှာဖြစ်သွားတာ mental process လို့ခေါ်တယ်စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝတိမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြတ်လို့ရအောင်မရနိုင်ဘူးနော်မရနိုင်ဘူး CCTV တွေဟာတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲဟာတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုရသော်ဗျာတင်္ဆအာရယကိစ္စတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်္ဆတအနုကံဟောတိဒါတွေကနောက်ကဘဝတန်တဲ့ဟာအဆက်ဆက်မှာပါသွားပြီအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတ္တကမ္မတဒါဒါဘဝေတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ထိုလှုပ်သမျှကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အမွေကိုလှုပ်သူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလို့လက်ခံထားတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဗုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ပါကမ္မတက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဗုဒ္ဓဘာသာမဖြစ်ဘူးဗုဒ္ဓံတရဏံကိစ္ဆာမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဗုဒ္ဓဘာသာဆက်ဖြစ်ဖို့မြတ်စွာဘုရားကိုယ်တိုင်ကကံကံဤကျိုးအလေးနဲ့ထားပြီးအခြေခံအဖြစ်ဟောကြားခဲ့တာဖြစ်တယ်ဒါကြောင့်မို့ကံကံဤကျိုးယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိရှိရမယ်ကမ္မတက္ကတသမ္မာဒိဋ္ဌိရှိပြီးရင်နောက်ထပ်တစ်ဆင့်တိုးရမယ်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါလေးမှာတစ်ဆင့်တိုးရမယ်သမ္မာဒိဋ္ဌိကဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီဝိပဿနာသမ္မာဒိဋ္ဌိကြတော့ကမ္မတက္ကတသမ္မာဒိဋ္ဌိတဲ့ပို့ပြီးတော့အစင်မြင့်တဲ့အသိဉာဏ်ပဲဖြစ်တယ်ပေါ့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာကမ္မတက္ကတသမ္မာဒိဋ္ဌိလေးနဲ့တည်းမကျင့်တတ်နဲ့
ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်အောင်ကြိုးစားအောင်အဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်အောင်ဘယ်လိုလှုပ်ဆောင်ရမလဲလောကမှာကိုယ့်ကိုယ်စဉ်းစားကြည့်လိုက်ငါခန္ဓာကိုယ်မှာ body နဲ့ mind ဆိုတဲ့အတိုင်းလူရဲ့ရုပ်တရက်ကြီးရှိတယ်ထိုရုပ်တရက်ကိုမိပြီးတော့ဖြစ်နေတဲ့အသိစိတ်ရှိတယ်နော်ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာဆိုတာဆိုရုပ်နဲ့နာမ်နှစ်ခုရှိတယ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်နေတဲ့အချိန်မှာလှုပ်ရှားတယ်စကားပြောတယ်ငိုတယ်ရည်တယ်အဲ့ဒီရုပ်ခန္ဓာတွေကနာမ်ခန္ဓာမရှိတော့ဘူးဆိုရင်ဒီရုပ်ကြီးကအသေးကြီးဖြစ်သွားပြန်ဘာနဲ့ဥပမာတူတော့ဆိုရင် robot ဆိုတဲ့စက်ရုပ်ကလေးကိုကြည့်ဘက်ထရီအားနဲ့လှုပ်ရှားနေတဲ့ robot ကိုကြည့်လိုက်လို့ရှိရင်ဘက်ထရီကုန်သွားပြီဆိုရင်ဒီစက်ရုပ်တွေကမလှုပ်တော့မလှုပ်နိုင်တော့အဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်မှာရုပ်နဲ့နာမ်ဒီနှစ်ခုပေါင်းစပ်ပြီးတော့နေတဲ့အချိန်မှာစကားပြောတယ်လှုပ်ရှားတယ်အကောင်းဆိုးတွေလှုပ်တယ်ဆိုတာဖြစ်တယ်ကိုယ့်ကိုယ်ကိုစိတ်ရုပ်လို့စိတ်ထဲမှာဆင်ញင်သုံးသပ်ကြည့်လိုက်ရုပ်နဲ့နာမ်နှမျိုးသာရှိတယ်ဆိုတာရုပ်နဲ့နာမ်နှမျိုးပဲရှိတယ်သူလည်းရုပ်နဲ့နာမ်ငါလည်းရုပ်နဲ့နာမ်ပြင်ပကအရာတွေကြတော့ရုပ်တရားတက်တက်ပဲရှိတယ်ဒါကြောင့်သစ်ပင်ကြီးတွေမှာငိုခြင်းရဲခြင်းမရှိဘူးနော်ငိုခြင်းရဲခြင်းမရှိဘူးစကားပြောဆိုခြင်းမရှိဘူးတရားဝါတွေကြတော့ငိုတယ်ရဲတယ်စကားပြောတယ်ရှိတယ်ရုပ်နဲ့နာမ်နှစ်ခုရှိသက်ရှိသက်မဲ့အဲ့လိုခွဲခြားမှတ်သားပြီးကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်ရမှာငါမှာဒီအာယုကိုသိနိုင်စွာမရှိတဲ့အတိကဲမဲ့တဲ့ရုပ်တရားကြီးငါမှာရှိတယ်အဲ့ဒီပေါ်မှာမှီပြီးတော့အတိစိတ်အတိဖြစ်တဲ့နံတရားလည်းရှိတယ်လို့ယုံတဲ့နံနှစ်ခုဒီယုံနဲ့နှစ်ခုကလွဲပြီးတခြားကိုယ်ခန္ဓာမှာရှာလို့မရဘူးအမှန်တရားအနေနဲ့ယုံနဲ့နံနှစ်ခုကိုရှာတွေးအောင်ကြည့်ရှာတွေးပြီးဆိုရင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိတဲ့မြင့်သွားတဲ့ဝိပဿနာသမ္မာဒိဋ္ဌိရဲ့အခြေခံတစ်ခုရသွားမယ်နော်ဝိပဿနာသမ္မာဒိဋ္ဌိရခြင်းလို့ရှိရင်ပထမကိုယ်တဏ္ဍာမှာဘာတွေနဲ့ဖွဲ့စည်းထားတာတော့ဆိုသိဖို့အဲ့ဒါကိုစာပေကျမ်းကမှာဘာဟောတော့နာမရူပင်္စဣဋ္ဌိသစ္စာတော်အမှန်အားဖြင့်လောကမှာတကယ်ရှိနာနာနဲ့ယုတ်နှစ်မျိုးပဲရှိပါတယ်တဲ့နာကအာယုံကိုသိတယ်ယုတ်ကအာယုံကိုမသိဘူးအသိရှိတာမရှိတာဒီနှစ်ခုနာဟိထတတ္တောမနုသောစဝိသတိတရဝါဆိုတာလည်းမရှိဘူးလူဆိုတာလည်းမရှိပါဘူးတဲ့တကယ်ရတော့ယုံနဲ့နာနှစ်ခုပဲရှိတယ်ဒါအရှိတရားကိုရှာတွေ့ဖို့လိုတယ်ပေါ့အဲ့တော့ကိုကတရဝါလို့ကိုယ်စိတ်ကထင်းနေသေးလို့ရှိရင်ပျောက်အောင်ဘယ်လိုလုပ်ပျောက်တဲ့နည်းလေးကိုကြည့်အောင်လူတယောက်ကအိမ်ကလာတယ်သို့မဟုတ်အဝေးကလာခဲ့တယ်ဘာနဲ့လာကားနဲ့လာဒါဖြင့်ကားကိုရှာပြသမှာလို့ဆိုရင်တစ်ခုစီဘေးကိုကားခေါ်သလားဟုတ်ဘူးဘောဒီကိုကားခေါ်တာလားအင်ဂျင်ကိုကားခေါ်သလားဆိုတော့လိုက်ပြီးတော့တစ်ခုစီမေးလိုက်တဲ့အခါကားရှိသေးလားကဲလူတယောက်ကပြောတယ်မင်းဘယ်မှာထိုင်နေတော့ဆိုတစ်ပင်အောက်မှာထိုင်တယ်ဒါဖြင့်မင်းငါတစ်ပင်ကိုပြစမ်းမှာဆိုပြီးရှားကြည့်စမ်းမှာတစ်ပင်ကင်ပြီးတော့မေးမယ်အမြစ်ကိုကင်ပြီးလို့ရှိရင်ဒီအမြစ်ကတစ်ပင်လားဆိုရင်ဘယ်လိုဖြေလို့နော်ပင်စီကတစ်ပင်လားဆိုရင်ရောအကိုင်းခက်တွေကတစ်ပင်လားလို့မေးရင်ဟောအရွက်တွေကတစ်ပင်လားအပွင့်နေအသီးတွေကတစ်ပင်လားဆိုတခုစီမေးကြည့်တစ်ပင်ပြောက်သွားတယ်အဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်မှာလည်းပဲတခုစီဆံမေမွေးခြင်းခြေသက်လက်သက်သွားရည်ဆိုတဲ့အင်္ဂါရက်တွေနဲ့ကင်ပြီးတော့မေးကြည့်လိုက်လူပြောက်သွားတယ်ဒါကြောင့်ပြောတာအဲ့ဒီကိုယ့်ကိုဒါဝိပဿနာဉာဏ်ဖြစ်ဖို့ဆင်ញင်သုံးသပ်ဖို့ပြောတာနော်ငါဟာ
ငါလို့ပြောနေတာဘာကိုပြောနေတာလဲဘယ်ဟာငါလဲဆိုတာကိုသိရမယ်အဲ့တော့တကယ်ရှိနေတာကနာမရူပင်းစဣဋ္ဌတိသစ္စာတောနာဟိထတတ္တောမနုဇောစာဝိသတိတရားဆိုတာမရှိဘူးလူသားဆိုတာမရှိဘူးသုံးညာဣဋ္ဌသုံးညာဣဋ္ဌဆိုတာခန္ဓာကိုယ်ကြီးမှာအလုံးဟာတရားဆိုတဲ့အရာကစိတ်သုံးနေတာဖြစ်တယ်ပေါ့တရားဆိုတဲ့အရာစိတ်သုံးနေတာဖြစ်တယ်အလုံးဟာပေါင်းစပ်နေလို့လှုပ်ရှားနိုင်တာဖြစ်တယ်တိုင်ခတ်နိုင်တစ်လုံးကိုကြည့်လိုက်တိုင်ခတ်နိုင်ကလူတွေကိုဗာပြောပြတယ်အချိန်ကိုပြောပြတယ်အချိန်ကိုပြောပြတဲ့အခါမှာနိုင်ရဲ့မျက်နှာပြင်မှာခဏန်းနေပါတယ်လက်တံအတူနဲ့အရှိပါတယ်အထဲထဲမှာပင်နိယံပါတယ်ဘက်ထရီဓာတ်ခဲပါတယ်အဲ့ဒါတွေအချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာဒီနိုင်လေးကအချိန်ကိုပြောနေတယ်အမြဲတမ်းနော်ဘယ်နှနာရရှိမလဲဆိုတာအချိန်ကိုပြောကဲလက်တံလေးတစ်ခုဖြုတ်လိုက်မယ်နိုင်ပြောလို့ရသေးလားလက်တံတစ်ချောင်းနဲ့ဖြုတ်လိုက်ရင်ကိုအချိန်မပြောနိုင်တော့ဘူးသူကနော်တစ်ချောင်းနဲ့အချိန်ဆိုတာမသိနိုင်ဘူးဘက်ထရီဖြုတ်လိုက်ရင်တော့သွားပြီမရှိတော့အဲ့တော့ကိုယ်ခန္ဓာကိုယ်လည်းပဲအဲ့ဒီသဘောထားနိုင်လို့လှုပ်ရှားနေတာယုံနဲ့နာနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာဒီထဲမှာတရားဆိုတာမရှိဘူးတုံညဘာမှမရှိတဲ့အနေထားဘာနဲ့ဥပမာတူတော့ဆိုယန္တမိဝဖိသင်္ကတံစက်ယုံနဲ့လှုပ်ထားတဲ့ပုံစံမျိုးပဲဘက်ထရီအားနဲ့လှုပ်ရှားနေတဲ့ robot ဆိုတဲ့စက်ယုံလိုပဲဒုက္ခတပုံစောနော်တိနကထတာရိတော်တဲ့တာရိမြတ်တွေနဲ့ပုံဆောင်ထားတဲ့တကယ်ဆင်းရဲဒုက္ခအစုမြတာဖြစ်တယ်ဖြတ်ကြည့်လိုက်ရင်တစ်ခုမှအနှစ်သာရဆိုတာရှာတွေးမှာမဟုတ်ဘူးအဲ့ဒီလိုအမြင်မျိုးမြင်အောင်ထိုင်ပြီးတော့စဉ်းစားကိုယ့်ကိုထိုင်ပြီးစဉ်းစားတဲ့အခါမှာကိုယ်ခန္ဓာမှာယုံတဲ့နာကလွဲလို့ဘာမှမတွေးရဘူးဆိုတာကိုသဘောပေါက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒီသဘောပေါက်လာခြင်းဟာသိလိုက်တဲ့တရားတွေကိုသိတာဖြစ်တော့ကြောင့်ညာတပရိညာရဲ့အခြေခံလို့ဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ခန္ဓာကိုယ်ထဲမှာရှုံးတဲ့နာနှစ်ခုသာရှိတယ်တရားဆိုတာမရှိဘူးလို့ဒီအမြင်မျိုးမြင်လာပြီဆိုလို့ရှိရင်သူကနာမရူပပြိစ္ဆေရဉာဏ်လို့လည်းခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိလို့လည်းခေါ်တယ်နော်နာမရူပနာယာထာဝဓတ္တနာဒိဋ္ဌိဝိသုဒ္ဓိနာမကိုယ်ခန္ဓာကိုယ်မှာယုံနဲ့နာကလွဲလို့တခြားမရှိဘူးယုံနဲ့ရဲ့သဘာဝတရားကိုမြင်တဲ့အသိဉာဏ်ကိုဒိဋ္ဌိဝိသုဒ္ဓိနော်ဒိဋ္ဌိဝိသုဒ္ဓိမှန်ကန်တဲ့ဉာဏ်အမြင်ဒီမှားယွင်းတဲ့အယူဆတစ်ခုကိုဖယ်ရှားပြစ်နိုင်တာဖြစ်သောကြောင့်မှားယွင်းတဲ့အယူဝါဒကိုဖယ်ရှားတန့်စင်ပေးတာဖြစ်သောကြောင့်ဒိဋ္ဌိဝိသုဒ္ဓိအသိဉာဏ်လို့ပြောအဲ့ဒီအသိဉာဏ်ကိုတစ်ဖက်ကခေါ်ရင်နာမရူပပြိစ္ဆေရဉာဏ်လို့ခေါ်တယ်နာနဲ့ယုတ်ကိုခွဲခြားသိတယ်ညာအဲ့ဒီနာနဲ့ယုတ်နဲ့ခွဲခြားသိပြီဆိုရင်ဒါညာတပရိညာလို့ခေါ်တယ်တခါအဲ့ဒီနာနဲ့ယုတ်တွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုအကြောင်းရှာတဲ့အခါမှာသူ့ဘာသူဖြစ်နေတာမဟုတ်ဘဲနဲ့ဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်တယ်အတိတ်ဘဝကိုလှမ်းကြည့်လိုက်မယ်ဆိုရင်အမှန်မသိတဲ့အဝိဇ္ဇာမသိလို့လုံးမိရလုံးတဲ့သင်္ခါရဒါကြောင့်ဘဝတစ်ခုရလာတယ်ဆိုလိုတာကကံနဲ့ကိလေသာနဲ့ပေါင်းစပ်လို့ဘဝတစ်ခုဆိုတာရလာကံကိလေသာရဲ့အကျိုးဆက်ပဲလို့အကြောင်းတရားကတွဲဖက်ပြီးသိလာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်ဘုရားသခင်ဖန်ဆင်းတယ်ဆိုတာမဟုတ်ဘူးအကြောင်းပဲဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်တဲ့သဘာဝတရားတွေပေါင်းစပ်ပြီးတော့ဖြစ်ပေါ်စေမှုမြတ်တာဖြစ်တယ်ဆိုရင်အကြောင်းအကျိုးကိုနားလည်သွားတယ်ပရိစ္ဆေသမုပ္ပါရှုတော်ကပဲဖြစ်စေပဋ္ဌာန်းရှုတော်ကပဲဖြစ်စေအကြောင်းတရားကိုသိရှိနားလည်သွားပြီဆိုရင်ပစ္စယပရိက္ခဉာဏ်ဟောနာမရူပပြိစ္ဆေရဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်
အတန်အသင့်ဒီဉာဏ်နှစ်ခုရလာပြီဆိုလို့ရှိရင်ဒါဟာဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဖောင်ဒေးရှင်းအခိုင်အမာချလိုက်နိုင်ခြင်းပဲဖြစ်တယ်ဒါဝိပဿနာတော့ခေါ်ခြင်းခေါ်လို့ရတော့လည်းပဲဝိပဿနာမဟုတ်သေးဘူးဝိပဿနာဉာဏ်ရဲ့ဖောင်ဒေးရှင်းလို့ပဲပြောအောင်မှာဖြစ်တယ်ဝိပဿနာဉာဏ်အစစ်ဖြစ်ဖို့ကြတော့ဒီယုံနံနှစ်မျိုးအပေါ်မှာစိတ်စိတ်ငုံငုတေချာရှုတဲ့အခါမှာမမြဲတဲ့သဘောကိုထင်တဲ့အတိုင်းဆင်းရဲတဲ့ချမ်းသာတာကင်းပြတ်ပြီးတော့ဆင်းရဲတဲ့သဘောကိုဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒါတွေတွေ့ပြီဆိုတော့မှဒါဝိပဿနာဉာဏ်ဖြစ်ပြီလို့ပြောရမှာဖြစ်တယ်အဲ့တော့ဝိပဿနာဉာဏ်ဖြစ်ဖို့အစပထမကြိုးစားမှာယုံနဲ့နာနဲ့꿰အောင်သင်ယူရမယ်မှတ်သားရမယ်ပြီးရင်ခန္ဓာကိုယ်ပေါ်မှာခြားကြည့်ပြီးအလုတ်လုတ်ပထမသင်ပြီးရင်ခန္ဓာကိုယ်ထဲမှာရှာလို့ယုံနဲ့နာနှမျိုးသာတွေ့ပြီးအမှန်ကန်တွေ့လာပြီထိုယုံနာနှမျိုးရဲ့အကြောင်းတရားပါတွေ့ပြီဆိုရင်ဒါဝိပဿနာရဲ့ဖောင်ဒေးရှင်းငါတို့ခြားနိုင်ပြီအဲ့ဒီကနေပြီးမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်မပိုင်တဲ့သဘောတရားတွေပါသဘောကျလာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းနဲ့ရောက်လာပြီလို့သူပြောတာနော်အဲ့ဒီလိုလမ်းကြောင်းနဲ့ရောက်လာလို့ရှိရင်ဒါဝိပဿနာသမာဓိဋ္ဌိလို့ခေါ်တယ်အဲ့တော့သမာဓိဋ္ဌိဖြစ်ဖို့ရလွယ်သလားခက်သလားတကယ်ကတော့လွယ်တာမဟုတ်ဘူးနော်ဒါကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာကာမတက္ကတာသမာဓိဋ္ဌိတောင်မှန်မှန်ကန်ကန်မရှိဘဲနဲ့တချို့ကြတယ်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုပ်လဲဆိုးတာမကောင်းတာလုပ်တဲ့လူတွေကကောင်းစားနေတယ်ကောင်းတာလုပ်တဲ့လူတွေကဆင်းရဲနေတယ်ဆိုပြီးကံကိုမျက်စိလဲနေတာလည်းရှိတတ်တယ်တကယ်ကတော့ကံရဲ့သဘောတရားဟာဓမ္မစေဆိုင်ရင်ဓမ္မပင်ပဲပေါက်မယ်တရေစေဆိုင်မှာတရေပင်ပေါက်မယ်ရှာတိတံဝပတိဖိသံတာရိတံဟရတိဖလံကိုယ်ဆိုင်တဲ့အပင်သာလဲကိုမျိုးစေချတာပဲကိုပြန်ရမှာပဲဖြစ်တယ်ကံကံဤအကျိုးဟာလွယ်မှားခြင်းမရှိအောင်ဒီလိုရှိတယ်အဲ့ဒါကိုခံယူချက်အပြည့်နဲ့ကိုယ်တဏ္ဍမှာဒီအပြည့်ရှိထားတဲ့ပုဂ္ဂိုလ်တယောက်မကောင်းတာကိုမကောင်းတဲ့အကုသိုလ်ကိုလုပ်ချင်မှရှောင်ကျဉ်ခြင်းကောင်းတဲ့ကုသိုလ်ဖြစ်အောင်ကြိုးစားအားထုတ်ခြင်းဒါကိုလုပ်ရမှာဖြစ်ဒါဖြင့်အကုသိုလ်နည်းအောင်လုပ်တဲ့အလုပ်တွေကဘာတွေတော့ဆိုရင်နံပါတ်1သီလနဲ့ကာရမယ်နော်သီလနဲ့ကာတယ်သီလနဲ့ကာပြီးရင်ဘာနဲ့ကာအိန္ဒြိယသံဝရလို့ခေါ်တယ်တတိနဲ့ကာရမယ်အကုသိုလ်တွေကိုကာနိုင်ရမယ်သီလနဲ့ကာမယ်သီလနဲ့ကာတယ်ဆိုတာသူများအသက်မတတ်မိအောင်ကာယကံဝစီကံမကျူးလွန်မိအောင်ထိမ့်သိမ့်တယ်ကာယကမကျူးလွန်မိအောင်ထိမ့်သိမ့်တယ်သူများပစ္စည်းမယူမိအောင်ကာယကမကျူးလွန်မိအောင်ထိမ့်သိမ့်တယ်ကာမိတုမိစ္ဆာစရမဖြစ်အောင်ထိမ့်သိမ့်တယ်မုဒ္ဒဝါဒဆိုတဲ့ဝစီကံမဖြစ်အောင်ထိမ့်သိမ့်တယ်သူရမေရိယဆိုတာမဖြစ်အောင်ထိမ့်သိမ့်တယ်သီလနဲ့ကာထားလိုက်လို့ရှိရင်ဒီအကုသိုလ်တွေကိုယ်တဏ္ဍမှာဖြစ်နေသို့တော့စိတ်ထဲမှာတော့တတ်ခြင်းနဲ့စိတ်သူများပစ္စည်းယူခြင်းနဲ့စိတ်နော်ကာမိစုပ္ပဇာရနဲ့ပတ်သက်တဲ့စိတ်တွေလိမ်လို့တဲ့စိတ်တွေပေါ်ကောင်းပေါ်လိမ့်အောင်မယ်အဲ့ဒါကိုဘာနဲ့ပြန်ကာမလို့ဆိုရင်အိန္ဒြိယသံဝရဆိုတဲ့တတိနဲ့ပြန်ကာဖို့လိုတယ်အဲ့တော့သီလကကာယကံဝစီကံကိုထိမ့်သိမ့်ပြီးတော့အိန္ဒြိယသံဝရကတတိနဲ့စိတ်ကိုထိမ့်သိမ့်တာအဲ့ဒီနှစ်ခုထိမ့်သိမ့်မှုပြည့်စုံမှဒီနိဗ္ဗာန်ရဲ့ကြောင့်တရားရဲ့အခြေခံကောင်းနေရှိမှာစရဏတရား15ပါးထဲမှာနံပါတ်1ကသီလနံပါတ်2ကအိန္ဒြိယသံဝရအိန္ဒြိယသံဝရကိုထပ်ပိုးပြီးတော့ဘောဇနိမတ္တညုတာစီဝိန္ဒတွေကိုပြန်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့အတိုင်းအတာတစ်ခုနဲ့ကိုယ်နဲ့တင့်တော်တာကိုစာသုံးခြင်းဇမရေးအတွက်ထောက်ကူဖြစ်တဲ့ဟာနောက်ပြီးတော့ဇာဂရိယနုယောဂနုနုကြာကြာကိုယ့်ရင်နဲ့နှလုံးထဲမှာအကုသိုလ်မဖြစ်အောင်ကြိုးစားခြင်းဆိုတာဒီဟာမြတ်စွာဘုရားသာသနာတော်မှာအခြေခံအားဖြင့်ဒီလုပ်တွေတို့လုပ်ရမှာဖြစ်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားဟောတာငါပြောတဲ့တရားကိုသင်ယူ
မှတ်သားရမယ်ပြီးတဲ့အခါကျတော့ဒီတရားအတိုင်းလိုက်နာကျင့်သုံးရမယ်ဆိုတာလူတိုင်းဟာနံပါတ်1သင်ယူခြင်းနဲ့လက်တွေ့ကျင့်သုံးခြင်းဒီတစ်ခုလုံးနိုင်ရမယ်ဒီလိုလုံးမှရဗုဒ္ဓရဲ့ဆုံးမတရားတော်တွေဟာကြာရှည်စွာတည်ပြီးတော့အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်တာဖြစ်တယ်ဒါကြောင့်ဒီမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ကိုခိုင်ခိုင်မာမာချဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်အောင်ကြိုးစားအထောက်ခြင်းဖြင့်ကိုယ့်ရဲ့အဆင့်ကိုတို့တွေတိုးမြင့်ကြရမှာဖြစ်တယ်ဒါကိုတတိထားဖို့လိုအပ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတွေသိရှိနေသမျှကာလပတ်လုံးထိုဆုံးမတရားတော်တွေကိုလိုက်နာကျင့်သုံးမှုရှောင်တဲ့နာရှောင်ဆောင်တဲ့နာဆောင်ဆိုတဲ့ရှောင်ခြင်းလှုပ်ဆောင်ခြင်းဆိုတဲ့လုပ်ငန်းတွေကိုတို့တွေစ조사အထောက်ပြီးမြတ်စွာဘုရားအဆုံးအမတိုင်းကျင့်သုံးနေထိုင်ခြင်းအပြင်ရရှိလာတဲ့ဘဝရဲ့တန်ဖိုးကိုတိုးတက်အောင်တို့တွေစ조사အထောက်အမှာဖြစ်တယ်လို့ကိုယ်စီတတိကြီးစွာထားပြီးအပ္ပမရတရားဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါနဝိသာတဗ္ဗေတမုဟတာအစရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗ္ဗေပူဇာခြင်းနောက်ကိလေသာဆေယတောက်ဟုသမျှတို့သည်တမုဟတပိဋ္ဌဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပဲ့ဖြောက်အကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်တည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာကိုပုခတ်သိကင်းကြီးရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြတော်သောသာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း